အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာဆိုရင်စလုံးမှာအလုပ်လုပ်ဖို့ရန်ကျွန်တော်တို့ကျောင်းပညာရေးချင်းကဘယ်လောက်ထိအရေးကြီးလဲဘယ်လောက်ထိလိုအပ်တယ်လဲဘာဘယ် sector မှာဘာလိုအပ်လဲဆိုတာကျွန်တော်အနေငယ်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီနော်ကျွန်တော်တို့ကြည့်ရအောင်ဒီထဲမှာကျွန်တော်တို့ work visa 3မျိုးပါတယ်ဒါမဲ့ဒီတခု DEP ကိုကျွန်တော်ဒီမှာကျန်းငတ်ပြီးတော့ပြောပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ကြည့်အောင်စင်ကာပူမှာဒီ employment pass ဆိုတဲ့ဟာကဘွဲတခုရမှအဆင်ပြေပါတယ်เนาะအားလုံးသိမယ်လို့တော့ထင်တာပဲ EP ကြတော့အမြင့်ဆုံးပေါ့နော်ဒါဘွဲအတူနဲ့မရဘူးအစ်စ်ဖြစ်ရမယ်သူတို့တွေကအမဲတန်းတကတူကိုပြန်ဆက်သွယ်ပြီးတော့သူတို့ကဒီလူကဟုတ်ရဲ့လားသူဘာသာရဲ့ဒီတင်နေစသည်အသေးစိတ်ကိုသူတို့အမဲတန်းပြန်မီးလို့ရှိတယ်နော်ဒါကြောင့်မလို့ဒီအစ်စ်မှာဘွဲတခုရကိုရမယ် S pass မှာကအနေငယ်ကျွန်တော်တို့တိဖို့လိုအပ်တယ်ပေါ့နော် S pass မှာကအလုပ်ပေါ်မူတည်ပြီးဘွဲသူမဟုတ်10တန်းအောင်ရမယ်ပေါ့နော်10တန်းအောင်ရမယ်အနည်းဆုံး10တန်းအောင်ရမယ် S pass မှာသူတို့ရဲ့မူဝါဒအရတိုးတော်လည်းပဲတချို့တော့လောက်ခေါ်စာတွေမှာဘွဲရဖို့မလိုဥပမာကျွန်တော်တို့စားတောက်ဆိုင်မှာလုပ်မဲ့သူတွေ production မှာလုပ်မဲ့သူတွေဘွဲရဖို့မလိုတိုးတော်လည်းပဲ accounting တို့ engineering တို့ဒီ sector တွေမှာလုပ်မယ်ဆိုတော့ तू ကကြတော့ဘွဲရမှအဆင်ပြေမှာလေနော်ဒါဘွဲမရရင်တော့လုတ်တက်လို့မရအောင်ဆိုတော့ဒါကိုကျွန်တော်တို့နားလည်ရမယ်တိုးတော်လည်းပဲအများစု S pass မှာကအလုပ်ခေါ်စာကဒီအများစုမှာဘွဲရဖို့မလိုဆိုတော့10တန်းအောင်ရမယ်10တန်းအောင်လက်မှတ်လည်းပဲသူတို့မတောင်းဘူးဆိုတော့ physical certificate ဒီမတောင်းတဲ့ခါကျတော့10တန်းမအောင်နဲ့သူအများကြီးတွားလို့ရတယ်ဒီ sector မှာဆိုရင်เนาะအများစုကသူတို့မခေါ်ဘူးအခုနလိုမျိုးနည်းနည်း specific ဟာလောက်ပဲခေါ်တယ် TEP မှာကကျွန်တော်တို့ TEP ကျတော့ work pass မဟုတ်ဘူးသူက training pass ပုံစံမျိုးနဲ့ TEP မှာ2မျိုးရှိမယ် training pass နဲ့ student တကတူចောင်းသားတဝအနေနဲ့အမှသွားပြီးတော့လုပ်တဲ့ပုံစံမျိုးနဲ့ဆိုတော့ဒါကိုကျွန်တော်တို့အနေငယ်ဒါဆယ်အောင်ဖို့လောက်ပဲလိုအပ်တယ်တူတော်လည်းပဲ physical မတောင်းဘူးဆိုတော့ဒါကတော့နည်းနည်းအနေငယ် agent တွေမှတာလင်တည်တဲ့အရာပေါ့နော်တည်တဲ့အရာရှုပ်ထွေးနေလို့ကျွန်တော်ဒီမှာအများကြီးမပြောတော့ဘူး WP မှန်တမျှကဘွေရဖို့မလို့ဆယ်အောင်ဖို့လည်းမလို့အိမ်ကိုတွေမလို့ဒါလည်းမလို့ဒါလည်းမလို့ WPNTS ဟိုတင်ပေါ်ကြီးမလို့ဒါလည်းမလို့ကြံတဲ့ WP မှန်တမျှကဆယ်အောင်ဖို့မလို့ဆိုတော့ပညာရေးချင်းကဘာမှမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်ပြောပြချင်တယ်ဆိုတော့အားလုံးနားလည်နိုင်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်เนาะကျေးဇူးအများကြီးတင်ပါတယ်